အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါလေဒီနေ့ဗီဒီယိုထဲမှာတော့စကန်စီရဲ့အချင်းတွေ direct လက်ဖြစ်တဲ့ရန်ကုန်ကုဆော့ကိုယူသွားမှာဖြစ်ပြီးတော့ငင်းကျဗီဒီယိုတင်တော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာ channel လေးကို like and subscribe လုပ်ခဲ့ပြီပါကဲပထမဦးဆုံးအနေနဲ့ရန်ကုန်ကုဆော့ကိုယူသွားမှာဖြစ်ပါတယ်ရန်ကုန်ကုဆော့ကငကိုတော့ကလည်းယူဘူးရောအခါ20လောက်တက်တယ်တော့တကားမှမရခဲ့တဲ့ဆော့တက်လက်ပါဒါမှမဟုတ်ဒီနေ့ဗီဒီယိုထဲမှာရအောင်ယူတော့မှပြပါတယ်ရင်ဆုံး ice ကစတဲ့မှာရှိရဲ့ပိုးစုတတ်မှာဖြစ်ပါတယ်ဘာမှမလဲထုံးစံနိုင်မယ် library ကြီးပဲရပါတယ်အဲ့တော့နောက်စာပါတစ်ခုပြောင်းပြီးထပ်တတ်မယ်ဘာမှလည်းပုံမရှိဖ ೇನೆ 9မိနစ်စောင့်အောင်ဆိုဟိုရောင်းရောင်းဒီရောင်းနဲ့စောင့်လိုက်ပါလေဘောဆုံးလာတော့ပြင်းပြီပေါ့ဗျာခံကောင်းနေတော့စာဝတ်တကူကြီးတစ်ခုပြောင်းအခါ20တက်တယ်တော့မရတဲ့ဟိုက်တန်ကြီးရခဲ့ပါနောက်တစ်ချက်အနေနဲ့ကတော့ Angel V3 ယူမှာပဲဖြစ်ပါတယ်။ဒါမှလည်းဗျာ Angel V3 ယူရဲ့နေရာမှာဗျာကျွန်တော်ရီတော့မခံဘူးလို့ဒီတိုင်းကြီးပဲပြုံးပြတော့မှာပဲဖြစ်သွားတယ်။ V3 ပြောတော့လည်းဗျာကင်းတော့အောက်ရို့မှာရှိရဲ့နေရာကိန်းအောက်ကလိုဝ MPCC မှာစကားပြောပြီးတော့ Angel ယူတဲ့တဲ့ကိုတခိုင်းတာဖြစ်သွားတယ်။ကျွန်တော်ကတော့ကျွန်တော်တငယ်ချင်းကိုတတ်ပြီးတော့ MPCC မှာစကားပြောပြီးမှအဲ့ဒါတက်ပြီးတော့မရခဲ့ပါဘူး။အဲ့ရနဲ့နောက်3နာရီ2နာရီ3နာရီနေတော့ကျွန်တော်စာပါထဲမှာရှိတဲ့ကောင်ကြီး Angel user လေးတယောက်ကိုခေးလိုက်ပါလေပြီးတော့ battery ငွေနှံသားနဲ့ဝယ်ယူခဲ့ပါလေဒီနေရာလေးကတော့ကျွန်တော် record မဖမ်းမိလို့ဒီဇာတ်လေးပြောပြတာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ RAM ကိုကုဆော့ကို upgrade တင်မှာပဲဖြစ်ပါတယ်ဒီမှာ fan ပါရ fan ရှိခုလိုလေဆိုတော့ fan ကြတာပေါ့ဗျာfan နဲ့နေရာမှာကျွန်တော်10ဦးထည့်ပြီးတော့ရှိခုရေကို10ဦးထည့်ပြီးတော့ဗျာဂျာကြီး fan နေရာတခုဂျာကြီး fan နေရာလို့ brother တို့ဂျာမှာဆိုလို့စပစ်လေးထည့်တာပါလေကဲနောက်ဆုံးမှာတော့ Vampire Fin ဆိုတဲ့ဟာလေးကို10ခုရသွားတဲ့အတွက်ကျွန်တော်အစား8ခုရေကို10ခုထည့်ပြီးတော့ကြာကြီးဖမ်းရတယ်ဗျာတခုနဲ့တခုကဲအခုတော့မြင်လာပြီဗျာမြင်လာပြီရန်ကုန်ကုဆော့ upgrade 8% time မြပို့ဝမ်းမယ်ပေါ့ဗျာကဲရန်ကုန်ကုဆော့စကေးဖလီဒီစမ်းမြတင်မဲ့လေဖာမပြင်းလို့မစမ်းမြတော့ဗျာတီရှုပေးတဲ့အားလုံးကိုကျေးဇူးဆိုတင်ရှိပါတယ်ဗျာနောက်ဗီဒီယိုလေးကြဒီတက်ကောင်းတာလေးလုပ်ပေးမယ်အခုကအောင်တော့တဲရှိရရှောက်လွတ်လိုက်တာပဲရှိပါလေမတင်နာကြလို့ပါအားလုံးတောင်းပါပါလေ